မင်္ဂလာပါရှင်ကျမတို့ရဲ့ KOX Kun Channel လေးကနေကြိုဆိုလိုက်ပါတယ်ရှင်ကျမတို့အခုတစ်ခေါက်မှာပြောပြပေးသွားမယ်ဇာတ်လမ်းလေးကတော့မဖဲဝါသေးဝတ္ထုပုံမြင်တစ်ပုဒ်ဖြစ်ပါတယ်ဒီပုံမြင်လေးမပြောပြခင်မှာဆိုရင်ကျမတို့ရဲ့ channel လေးကခုမှစရမ်းမှာဖြစ်တဲ့အတွက်ကြောင့်နောက်လည်းဒီလိုမျိုးဇာတ်လမ်းလေးတွေဆက်ပြီးတင်သွားမှာဖြစ်တဲ့အတွက် like and subscribe လေးလုပ်ထားဖို့လည်းမမေ့ကြနဲ့နော်ဆိုတော့ဆက်ရမယ်ဆိုလို့ရှိရင်ဒီဝတ္ထုလေးကိုထိုင်းမြန်မာနယ်စပ်တစ်တော်တွင်ကလျှို့ဝှက်စမ်းချင်မှုတစ်ခုအခြေခံပြီးရေးဖွဲ့ထားတဲ့ပုံမြင်လေးတစ်ပုဒ်လို့ဆိုလို့ရပါတယ်ဆိုတော့ဒီပုံမြင်လေးရဲ့ခေါင်းစဉ်ကတော့ညမောင်ရဲ့ဖိတ်ခေါ်တမ်းပဲဖြစ်ပါတယ်အားလုံးပဲနောက်ဆက်လိုက်ကြအောင်ပေါ့နော်ဒေါ်မိုးစီဟာမြန်မာနိုင်ငံအရှေ့ပိုင်းထိုင်းနိုင်ငံနယ်စပ်နာကရွာငယ်လေးတစ်ရွာမှာ10တန်းအင်္ဂလိပ်စာဆရာမအဖြစ်အမှုထမ်းနေသူပါတနေ့တော့ကျောင်းပေးရရှင်မှာသူမရဲ့ထိုင်းလူမျိုးမိတ်ဆွေတစ်ယောက်ဖြစ်တဲ့နီလာကအနည်းရထင်ရှားတဲ့ဆေးတောင်တစ်ခုကိုလမ်းလျှောက်တက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်အင်မတန်လှပပြီးဆင်းလဲတဲ့နေရာလေးလို့နီလာကပြောပါတယ်ဒေါ်မိုးစီစိတ်ဝင်စားသွားပြီးလိုက်ဖို့သဘောတူလိုက်တယ်နီလာရဲ့မောင်ဖြစ်သူအာနန်ကကားနဲ့လိုက်ဖို့ပြီးမယ်လို့ကမ်းလှမ်းလာပါတယ်၃ယောက်မနဲ့စောစောထွက်လာကြတယ်လမ်းမှာတက်တော့ထူထလာတဲ့အခါလေတူကအေးစိမ့်လာပြီးနေရောင်ကမြင်သာတော့မှုန်လာတယ်အာနန်ကတက်တော်တွေကလူသူကင်းစိတ်တဲ့လမ်းတယ်လေးတစ်ခုကိုကားလှည့်ဝင်လိုက်တယ်ဒီလမ်းလေးကပူတူတယ်လှပတဲ့ရေတံခွန်လေးတစ်ခုကိုဖြတ်သွားရမယ်လို့အာနန်ကရှင်းပြတယ်ဒါပေမဲ့လမ်းဟာမြုံလစ်ထားတာထက်ပိုပြီးခြောက်ကပ်နေပါတယ်တစ်ပင်ကြီးတွေရဲ့ကိုင်းတွေကလမ်းကိုလွှမ်းခြုံထားပြီးအရိပ်ထူထပ်နေတယ်လေတိုးတန်နေငှက်အော်တန်နေရလွင်တခြားဘာမှမကြားရတော့ဘူးရုတ်တရက်အာနန်ရဲ့မျက်နှာပြောင်းသွားကဒေါ်မိုးစီတတိထားမိရဲ့သူ့လက်ကစတီယာတိုင်းကိုတင်းဆုပ်ကင်ထားပြီးနှဖူးမှာချွေးဆက်ကလေးတွေထွက်နေတယ်။ဘာဖြစ်တာလဲအာနန်။နီလာကစိုးရင်ပြီးမိလိုက်တယ်။ကားကဘာမှမဖြစ်ဘူး။လမ်းကပူကျင်းသွားလို့အာယုံဆိုင်ရတာ။အာနန်ကအဲ့လိုဖြေလိုက်တယ်။ဒါပေမဲ့သူ့အတန်မှာတုံနေတယ်။ဒေါ်မိုးစီကဘေးဘက်တစ်တော်တွေကိုငေးကြည့်မိတယ်။ပုံမှန်မဟုတ်တဲ့အနက်ရောင်အရေးတစ်ခုလင်းမြန်စွာရွှေ့သွားတာကိုမြင်လိုက်ရတယ်။မျက်တောင်ခတ်လိုက်တဲ့အချိန်ပျောက်သွားပါတယ်။သူမရဲ့နှလုံးခုန်နှုန်းနည်းနည်းတိုးလာတယ်။ရုတ်တရက်ကားရဲ့အင်ဂျင်ကချက်ချင်းဆိုသလိုပဲပိတ်သွားပါတယ်။ကားဟာကြောက်တုံတုံကိုထိမိပြီးရပ်သွားတယ်။လုံးဝတိတ်ဆိတ်သွားပြီ။ဘာဖြစ်တာလဲ။နီလာကကြောက်လန့်နေတဲ့အတန်နဲ့အော်လိုက်တယ်။အာနန်ကအင်ဂျင်ကိုပြန်ဖွင့်ဖို့ကြိုးစားတယ်။ဘလို့မှမဖြစ်။သူ့မျက်နှာကဖြူဖက်နေရောတယ်။မဖြစ်ဘူး။မဖြစ်နိုင်ဘူး။ငါတို့ဒီလမ်းကိုမသွားသင့်ဘူး။ဘာပြောရလဲ။ဒီလမ်းကဘာမှမလဲ။ဒေါ်မိုးစီကမေးလိုက်တယ်။သူမရဲ့အတန်အားလည်းတုံနေပြီ။အာနန်ကလည်းလေချောင်းဆုပ်ပြီးပြောလိုက်တယ်။ဒီနေရာကိုဒေသခံတွေကဖီတာဟုတ်ရဲ့နေရာလို့ခေါ်တယ်။သွေးဆုပ်တဲ့တရေကြီး။သူကဒီလမ်းမှာပြုတ်ဆုံးသွားတဲ့လူတွေရဲ့ဝိညာဉ်တွေကိုဖမ်းယူပြီးသူ့ကျွန်ဖြစ်ချုပ်တင်ထားတယ်လို့ဆိုကြတယ်။သူ့အမြင်မျက်လုံးတွေကအနီရောင်တောက်နေပြီးသွားတွေကချွန်ထက်နေတယ်။ပြီးတော့အာနန်ရဲ့စကားပြတ်သွားတယ်။သူ့မျက်လုံးတွေကကားရဲ့ရှိမှန်ကိုစိုက်ကြည့်နေတယ်။အလန့်တကြားနဲ့ဒေါ်မိုးစီနဲ့နီလာလေးလှည့်ကြည့်လိုက်ကြတယ်။မှန်ရဲ့အနှဲငယ်မုံဝါနေတဲ့အပြင်ဘက်မှာလူတယောက်ရဲ့ပုံရိပ်ကရက်နေတယ်။ဒါပေမဲ့ပုံပန်းကတော့လုံးဝမားယွင်းနေတယ်။သူ့ခနာကိုကမီးခိုးရောင်ပါလွာပြီးအရိပ်လိုပဲမျက်နှာမှာမျက်လုံးမရှိနေရာမှာအနက်နဲ့အပေါက်နှစ်ပေါက်ပဲရှိတယ်။ဒါပေမဲ့သူ့ရဲ့လက်သေးတွေကအလွန်ရှည်ပြီးချွန်ထက်နေကမဲနဲ့နေတယ်။သူ့ပါးစပ်နေရာမှာတော့သွေးနဲ့ဆူနေတဲ့ချွန်ထက်တဲ့သွားတွေပဲမြင်ရတယ်။အာနီလာကလေချောင်းထဲကကျွတ်ထိုးတန်ထွက်လာပြီးမျက်လုံးတွေကိုပိတ်လိုက်တယ်။အဲ့ဒါပဲအာနန်ကလေတိုးတန်နဲ့ပြောလိုက်တယ်။ဖီတာဟုတ်အရေးလူကဖြည်းဖြည်းချင်းကားနာကိုချင်းကပ်လာတယ်။သူ့ရဲ့လက်သေးရှိတွေကကားရဲ့တခါကိုတီးလိုက်တန်မျိုးဖြစ်လာတယ်။ဒီတန်ကသူတို့ရဲ့နှလုံးသားတွေထဲမှာပြင်းထန်စွာထိခိုက်နေတယ်လို့မျိုးခံစားနေရတယ်။ဘာလို့ရမှာလဲနီလာကငိုကြွေးနေတော့တယ်။ဒေါ်မိုးစီရဲ့အုံနောက်ကအလင်းအမြန်လဲပတ်နေတယ်။သူမမမိတာကထိုင်းရွာတရေဝတ္ထုတွေမှာဖီတာဟုတ်ကတန်လိုက်နဲ့တန်ကိုကြောက်တယ်လို့ပြောကြတာပဲ။သူမရဲ့လက်ဆွဲအိတ်ထဲမှာတန်လိုက်ဆက်ကွင်းနဲ့မပြတ်စီးအောင်ကာကွယ်ပေးရဲ့ credit card လေးရှိတယ်။ဒါပေမဲ့ဒါကအလုပ်ဖြစ်မှာလား။သူမမှာရွေးစီစရာမရှိတော့ဘူး။သူ့လက်သေးရှိတွေနဲ့အရေးလူကကားရဲ့ဘေးဘက်ရှိတကားကိုဆွဲဖွင့်ဖို့ကြိုးစားနေပြီ။ဒေါ်မိုးဆွေကအိတ်ထဲက credit card လေးကိုဆွဲထုတ်လိုက်ပြီးရှေ့မှန်ကိုမြှောက်ပြလိုက်တယ်။အတွင်ဘက်ကတင်းငယ်တဲ့တန်လိုက်တွေကိုဆွဲထည့်ထားတဲ့ဒီဇိုင်းမှာ